အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ခုမြင်ရတဲ့ပန်းဝဝလေးရဲ့အကြောင်းပဲဖြစ်ပါတယ်။ကျွန်မမနေ့ကလမ်းလျှောက်ထက်တော့နေအောင်ဒီနုနုလေးရဲ့ဒီပန်းဝဝလေးရဲ့ကကျွန်မကိုတိတ်ဆွဲဆောင်နေတာတွေ့ရနဲ့ဓာတ်ပုံလေးရိုက်ဗီဒီယိုလေးရိုက်ပြီးတော့သူ့အကြောင်းကိုလေ့လာမိပါတယ်။ဒါကြောင့်ကျွန်မသိသမျှအကြောင်းအရာလေးကိုမျှဝေပေးခြင်းပါတယ်။ဒီပန်းလေးရဲ့အမည်ကတော့ Spectacular Trilobata လို့ခေါ်ပြီးစင်ကာပူဒေစီပန်းလို့သိများပါတယ်။မြန်မာလိုရွှေရင်အေးပန်းရွှေရင်ကြီးပန်းလို့လည်းခေါ်ဆိုကြပါတယ်။ဒီပန်းလေးကမြန်မာနိုင်ငံနေရာအနှံ့ဒေသအနှံ့မှာပေါက်ရောက်နေတာကိုမြင်နိုင်ပေမဲ့လည်းသူ့ရဲ့မွေးဒေသကတော့မက္ကဆီကိုဒေသအမေရိကတိုက်နဲ့ကာရေဘီယံကလာတယ်လို့သိရှိရပါတယ်။ဒီပန်းလေးကမြူဇီလာကိုဖုံးအုပ်တဲ့ပုံစံနဲ့ပေါက်ရောက်ရှင်သန်မှုနှုန်းမြန်ဆန်တာကြောင့်မြူဇီလာထိန်းသိမ်းပင်အဖြစ်စိုက်ပျိုးကြပါတယ်။သူကအဖျက်ပိုးမွားတွေကိုလည်းနှိမ်နင်းနိုင်တယ်လို့သိရှိရပါတယ်။ဒါကြောင့်ဥယျာဉ်ချမ်းမြေများမှာသူ့ကိုမြူဇီလာထိန်းသိမ်းပင်အဖြစ်စိုက်ပျိုးနိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့ပေါက်ရောက်ရှင်သန်မှုနှုန်းမြန်တာကြောင့်ကဲသက်ထိန်းချုပ်ဖို့လည်းလိုအပ်ပါတယ်။နောက်ပြီးတော့သူ့ကိုတွဲလောင်းလေးချိတ်ပြီးတော့ပန်းအိုးလေးနဲ့ချိတ်ဆွဲထားရင်အိမ်အလှဆင်ပန်းလေးဖြစ်လဲစိုက်ပျိုးနိုင်ပါတယ်။ဒါပေမဲ့တရိษံလေးတွေကသူ့ကိုအများကြီးစားမိရင်တော့အစိတ်သင့်စေတယ်လို့လည်းသိရှိရပါတယ်။ကဲကျမရဲ့ဒီနေ့စိတ်ကလေးလန်းဆန်းမှုနဲ့တူရိုက်ကူးလာတဲ့ပန်းဝဝလေးတွေကိုခန်းစားရင်းနဲ့ကျမရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြပါဦးရှင်။ကြည့်ရှုပေးသူအပေါင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲတာတာ